ပြေနှွေဦးပေါရသည်လားရွယ်ဝါတွေမြေမှာကျွေးပြီးပန်းကငေါပင်မျိုးထနာအိုးအောငယ်ငယ်အကြာလွမ်းသောဆွေးစိတ်တွေရင်ထဲတိကိုတွေ့လားရောင်းကအချီဆုံးရင်အိမ်ပြန်ချိန်မှမပြောဘူးလေတငယ်စီဝေးတဲ့ခါမမုန်းနဲ့ရောက်ဝဲသူရဲ့ဟာ